မျိုးသားဖြစ်သူကသူ့ရဲ့စွမ်းအားကိုအသုံးပြုပြီးကြည့်လိုက်တဲ့အခါဒီကြောက်တုံးထဲမှာများသိန်းရှိနေတာကိုတွေ့လိုက်ရပါတယ်။ကြောက်တုံးတန်ဖိုးကဒေါ်လာ2000ပဲရှိတာပါ။သူကဆိုင်ရှင်ကိုကြောက်ဖြတ်ပေးဖို့ခိုင်းလိုက်တဲ့အခါတထေးကြီးကလာရောက်လှောင်ပြောင်ပါတယ်။ဒီလိုအညံစားကြောက်တုံးထဲမှာများသိန်းရှိနိုင်မှာမဟုတ်ဘူးလို့သူကဆိုပါတယ်။အမျိုးသားကတော့ဂယုမဆိုင်ပဲဆိုင်ရှင်ကိုဆက်ဖြတ်ခိုင်းလိုက်ရာရလက်ကအားလုံးကိုအံ့အားသင့်သွားစေပါတယ်။အဲ့ဒီထဲမှာအနည်းဆုံးဒေါ်လာ9သန်းတန်နဲ့များစိမ်းတွေတကယ်ပဲရှိနေလို့ပါ။တထေးကြီးကအရန်ဒေါသထွက်သွားပြီးအမျိုးသားကိုလောင်းကြီးထပ်ဖို့စိန်ခေါ်လိုက်ပါတယ်။တယောက်ကိုကြောက်တုံးတုံးစီရွေးကြပြီးတန်ဖို့အများဆုံးရသူကအနိုင်ရမှာပါ။ရှုံးတဲ့သူကအနိုင်ရသူကိုဒေါ်လာ10သန်းပေးရမှာဖြစ်ပြီးအမျိုးသားကလည်းအဲ့ဒီစိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်။တထေးကြီးကအရင်ဆုံးဒေါ်လာ1သန်းတန်ကြောက်တုံးကိုရွေးချယ်လိုက်ပြီးဒီကြောက်ကနေအမျက်အများကြီးရမယ်လို့ယုံကြည်နေပါတယ်။အမျိုးသားကတော့စွမ်းအားကိုသုံးပြီးဒေါ်လာ900ပဲတန်တဲ့ဈေးပိုးတဲ့ကြောက်တုံးတုံးကိုရွေးလိုက်ပါတယ်။တထေးကြီးရဲ့ကြောက်တုံးကိုဖျက်လိုက်တဲ့အခါအနည်းဆုံးဒေါ်လာ9သန်းတန်တယ်လို့ဆိုင်ရှင်ကပြောတာကြောင့်တထေးကြီးကတူနိုင်ပြီလို့အပိုင်တွက်ထားပါတယ်။နောက်တော့အမျိုးသားရဲ့ကြောက်တုံးအလှည့်ရောက်လာပါတယ်။ဆိုင်ရှင်ကကြောက်ကိုဖျက်လိုက်တဲ့အခါမှာတော့အရန်ကိုအံ့အားသင့်သွားပါတယ်။အဲ့ဒါဟာအနည်းဆုံးဒေါ်လာ10သန်းတန်နဲ့အပြစ်အနာစာကင်းဆုံးဧကရေမြဖြစ်နေလို့ပါ။တထေးကြီးကတော့ထပ်ပြီးရှုံးနေသွားပါတော့တယ်။